ယောက်ျားတစ်ယောက်ဟာရေတငုံတောက်လိုက်တာနဲ့တဲတဖွင့်အဖြစ်ပြောင်းလဲသွားမယ်။အသက်ရှင်ကြီးရဲ့အရင်အမေးဖြစ်တဲ့ရေကိုတငုံတောက်လိုက်တာနဲ့သူဟာတဲကန်တရာထဲကိုချက်ချင်းရောက်သွားပါတယ်။ပါဇက်သေးကရေတွေကလည်းတဲရီအဖြစ်ပြောင်းလဲသွားလေ။ရေကူးကန်သေးခုံချတာတောင်မရဘူး။ရေနဲ့ထိတာနဲ့နောက်တစ်ဆက်ကမှတဲရီထားတဲ့ရောက်သွားတော့တာပဲ။ဒါကဘာတွေဖြစ်နေတာလဲ။မကြခင်ကပဲသူဟာအကြောင်းရင်းမရှိပဲတဲကန်တရာထဲကိုပို့ဆောင်ခံမရပါတယ်။သူဟာတဲကန်တရာထဲမှာကိုစီလီ80ရက်ကြာလမ်းလျှောက်ခဲ့ရပြီးနောက်ဆုံးမှာချောင်းလေးတစ်ခုကိုတွေ့ခဲ့တယ်။ဒါပင်လည်းရေတငုံတောက်ဖို့ကြံယုံရှိသေးတယ်ဝှစ်ဆိုပြီးတဲကန်တရာထဲပြန်ရောက်သွားပြန်ရော။ဒါဟာကျိန်စာတိုက်ခံရတာသိကြပြီ။သူကတော့အရှုံးမပေးပဲနောက်ထပ်ကီလိုမီတာ8000ကျော်လမ်းလျှောက်ခဲ့လေ။ဒီတစ်ခါချောင်းနာရုပ်ကျော်သူကပိုပါနတ်သွားပြီရေပေါ်ကနေလွှားခနဲခုံကျော်သွားလေနောက်ဆုံးမှတော့သူ့ရဲ့မစုံမနစ်ကြိုးစားမှုကြောင့်ကားလမ်းမကြီးတစ်ခုပေါ်ရောက်လာခဲ့ပါတယ်ကံကောင်းထောက်မစွာနဲ့ကားတစ်စီးရောက်လာပြီးစိတ်ကောင်းရှိတဲ့ driver ကသူ့ကိုတင်ခေါ်သွားလေပြီးတော့သူ့ကိုရေတန့်တပလင်ပေးလိုက်ပါတယ်ရေငက်နေတဲ့သူဟာအငမ်းမရတောက်ချလိုက်မိတာပေါ့မထင်မဲ့ပဲသူ့တဲကန်တိုင်ယာထဲကိုနောက်တစ်ခါပြေရောက်သွားပြန်ရောဒီတစ်ခါတော့သူတကယ်ပဲဒေါသထွက်သွားပြီလိုင်းလျှောက်ရလုံးလို့အင်အားတွေကုန်ခန်းနေချိန်မှာကံကောင်းခြင်းတော့အစောကစိတ်ကောင်းရှိရဲ့ driver နဲ့ပဲထပ်တွေ့ပြန်တယ်ဒီတစ်ခါတော့သူဘလို့မှရေမတောက်ဘူးမကြခင်မှာပဲသူအိမ်ပြန်ရောက်သွားပါတယ်အိမ်မှာရေစက်ကြတန်တွေကသူ့ကိုရေငတ်အောင်ဆွဲဆောင်နေတယ်သူရေတစ်ခွက်ခတ်ပြီးလက်ညှိုးလေးနဲ့နည်းနည်းတို့ပြီးမြည်ကြည့်လိုက်တယ်ဘာမှမဖြစ်ပါလားကျိန်စာကပြေသွားတာလားအဲ့ဒါနဲ့သူကအားရပါရတောက်ချလိုက်တော့တာပဲဒါပေမဲ့တရားမျှတမှုကနောက်ကျကောင်နောက်ကျလိမ့်မယ်ဘယ်တော့မှပြောက်ခွင့်မသွားဘူးသူဟာစိတ်ဖြတ်အားငယ်မှုရဲ့အထွတ်အထိကိုရောက်သွားပါပြီမျက်စိတမိတ်အတွင်းမှာသူဟာလမ်းပြီးတနေရာမှာရောက်နေပြီးသူ့ခေါင်းထဲမှာအတိတ်ကအတန်တစ်ခုပြန်ကြားလိုက်ရတယ်ကျွန်တော်ကိုရေနည်းနည်းလောက်ပေးလို့ရမလားမရဘူးကိုဘာသာကိုသွားရှာတော့ပါလားသူဟာကျင်းစာကိုဖြေဖြောက်ဖို့နီလန်းကိုနောက်ဆုံးတော့တည်သွားပါပြီ။အဲ့ဒီအချိန်မှာအမျိုးသမီးတယောက်ဖြတ်လျှောက်လာတော့သူရေတောင်းလိုက်တယ်။ဒါကကျမခွေရတဲ့ရေပါ။အိမ်သားထဲမှာသွားရှာတောက်လိုက်လို့သူမကခါခါတီးတီးညင်းဆိုလိုက်ပါတယ်။ရလက်ကတော့ချက်ချင်းပါ။အဲ့ဒီအမျိုးသမီးဟာတဲကန်တရာချဲကိုပျောက်ကွယ်သွားပါတော့တယ်။ကောင်းတဲ့စကားကကောင်းကျိုးပြီးတယ်။ဆိုးတဲ့စကားကလူကိုထိခိုက်စေတယ်။တပားအကူညီတောင်းလာရင်တက်နိုင်သလောက်ကူညီပေးပါမကူညီတဲ့အပြင်ရိုင်းရိုင်းဆိုင်ဆိုင်ငင်းဆိုမယ်ဆိုရင်တော့ဒီယောက်ျားလိုပဲဝစ်လေတတ်ပါ